အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်သမီးရဲ့vlog လေးဖြစ်ပါတယ်သူကကျွန်တော်တို့အခုနေနေတဲ့ဒီကလေးမမအမစော်ရင်ခုံရင်ပေါရင်နဲ့ခဏခဏပြုတ်ကြလို့ဆိုပြီးတော့ကျွန်တော်တို့လင်မယားနှစ်ယောက်ဟိုသူ့ကိုကစားကွင်းလေးဝယ်ပေးတဲ့ vlog လေးပါဟိုပြစားခြင်းမဟုတ်ပါဘူးဒီကတော့ကျွန်တော်သမီးလေးကအရန်သူကအခုတအားဆော့လာတော့လေဆော့လာတော့ကျွန်တော်တို့ဒီကစားကွင်းလေးကို online ပေါ်ကနေတွေ့တော့အဲ့ဒါလေးနဲ့ဆိုရင်သူအဲ့ဒီထဲမှာပဲအဲ့ထဲမှာပဲစားအဲ့ဒီကနေထွက်လို့မရတော့ဆိုအိမ်ကလည်းနည်းနည်းကျင်းသွားတဲ့အခါကျတော့သူတိတ်ပြီးတော့ကဲလို့မရတော့ဘူးအရင်ကတော့ကျွန်တော်တို့အိမ်ကကျဲတော့ကျွန်တော်တို့ငားထားတဲ့အိမ်ကကျဲတော့သူပြေးလို့ခုံလို့ပေါက်လို့ရအခုဒီဘက်ကိုပြောင်းတော့ကျွန်တော်အောက်မှာငါးကန်နေအများကြီးထားတယ်ဆိုင်ရလဲဖွင့်လိုက်တယ်ဆိုတော့အပေါ်တက်မှာနေရာလေးတအားကျင်းသွားတော့ကျွန်တော်လင်မယားနဲ့ပဲဒီဂရင်ပေါ်မှာပဲစော့နေရတာသူအားမရဘူးဖြစ်တော့သမီးလေးကိုကျွန်တော်တို့ဒီဂရင်လေးဝယ်ပြီးတဲ့နေ့လေးဂရင်အောင်ဖြစ်တယ်ဟိုဒီအဲ့ဒီဟိုကစားကွင်းလေးဘတ်စကတ်ဘောကွင်းလေးဝယ်ပြီးတဲ့နေ့လေးပါအဲ့လေးကိုကျွန်တော်လင်မယားနဲ့ဟို vlog လေးတစ်ခုအနေနဲ့ရိုက်ထားတာပါအားလုံးကြည့်ရှုအားပေးပါအောင်ခင်ဗျာတောင်းတော့ဟိုအဲ့ကနေဖမ်းမယ်အဲ့မှာသူကလည်းအလားပြင်တဲ့ဟာကိုလုံးလိုက်တယ်အလားပြင်တဲ့ဟာတွေအေး